ခင်မုန်းသက်ဝေဂီတာကြပြဆိုတာကိုယ်ကိုယ်တိုင်မိကောင်ပေါက်ခြင်းတစ်မျိုးပါပဲအရေးတကြီးတီထွင်လိုက်မိတယ်နှွေဦးချန်နယ်တစ်ခုလုံးကျွန်တော်ခင်မုန်းသက်ဝေပြောပါစေကွယ်နေ့ကရောမနေ့ဖြန်ရောဖေဖော်ဝါရီတလလုံးရောအချစ်နဲ့စစ်အပြင်လူတွေဘာလုပ်နေကြပါသလဲရန်ဒီလိုတက်တန်းရှည်တိုင်းလွမ်းစရာတွေကလွမ်းစရာကောင်းနေပြန်ပါတယ်ဂုံယူခြင်းစရာပါခင်မုန်းသက်ဝေနှစ်ယောက်စလုံးရေဖို့ပန်းပြီးဘေးရာကြီးမမပွင့်နေတာခင်မုန်းသက်ဝေတောက်ပြီးကျွန်တော်အခါခါတေးခဲ့ရအစိတ်ပြားတစ်ခွက်မှာဆက်သွားဖို့ပကြားအခေရဘူးလားပြီးတော့ကျွန်တော်ကစိတ်ကြီးဒေါသကြီးပြောရင်ပြောတဲ့အတိုင်းမိကိုမစုံမိုးမစုံလွမ်းနေတတ်တာဂုံယူပါခင်မုန်းသက်ဝေမာယာလူမျိုးတွေပြက်ကလေးမှာချစ်သူများနေကိုဖော်ပြဖို့ရှုပ်ထွေးလွန်းလာတယ်ကျွန်တော်ပင်ထဲမှာဖြစ်တိတ်ကိုရိုးရှင်းပါရဲ့လိုင်းကြားလေးကြားကြောက်ဆောင်ပေါ်မှာအတောင်ညောင်းလာတဲ့အမိနှစ်ခွစီရောလေးတကောင်စားနှစ်ခေါင်းစားလာနာနေမြဲလေးတွေကရွက်ဖြူဖြူတွေကိုဖောင်းကားနေအောင်တိုက်လို့ဥထုံဖြတ်သွားဖြတ်လာအဲ့ဒီလေးလေးတွေစီဟေးဟေးလို့ဘောတန်ခေါ်တန်ပြုတ်ကြမယ်နင်းနေညောင်းနှလုံးသားနဲ့ဖတ်ကြရွှတ်ကြပြည့်ပြည့်စုံစုံဖွက်လုံးရိုက်သွားတော့တာပဲမုံတိုင်းတွေကိုယုတ်ကားရနဲ့နန်းစံမနေဘူးလားကွယ်တောင်တခမ်းဂျွန်းတက်တန်လွမ်းငွေးတိုင်သူ့မြေကိုမြေခွဲကြလို့တော့မရနိုင်ပါဘူးအကောင်းမှလှည့်တွေးကြည့်စမ်းမှာခင်မုန်းသက်ဝေရဲ့ရိပ်ဖြာတကောင်ငယ်ငယ်နေမှလို့တော့မတင်ကားစရာတွေပါနေရမို့လွမ်းလောက်လို့သာလွမ်းပါတယ်ဘလူးစုတောင်းထိုက်တန်သမျှသာဆူတောင်းဖြစ်ရကြားဖို့မှာပါကြာညွန်ရွယ်ရိုးတွေပြစ်စုံမိုးပြေတွေတင်းနေရဲ့အညို့တိုင်းခိုင်မာတဲ့အောင်တက်တန်တဝက်တစ်ပြက်တွေကျွန်တော်ရားထိုက်တာတဲ့ကိုပြစ်စုံမှုပါရဲ့မီးရန်ကြားကရဲရဲမှုတော့ကျွန်တော်ဒီတိုင်းလေးပဲထားခဲ့လိုက်ပါခင်မုန်းသက်ဝေရဲ့ဘလို့ချစ်ရမယ်ဆိုတာသိရအောင်သူကန်ကောင်းသွားမှာပါတန်တင်